Hello everyone ကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် to my channel ကျွန်တော်တော့ graphic designer တယောက်ပါဆိုတော့ဒီနေ့ video လေးကကျွန်တော် challenge ခေါ်တဲ့ video လေးပေါ့နော်ဒီ challenge လေးမှာကျွန်တော်က9 မိနစ်တွင်းမှာပေါ့နော် shape တွေဘယ်လောက်ဆွဲနိုင်ရဲဆိုတာကို challenge ခေါ်တော့မှာပါဒီမှာတစ်ခုရှိတာကကျွန်တော်ကcircle shape တစ်ခုကိုပဲအသုံးပြုသွားမှာပါဆိုတော့ကျွန်တော်လည်း block ဆွဲနိုင်မလဲဆိုတာကျွန်တော်လည်းကိုယ်မသိသေးဘူးပေါ့နော်ကြိုတင်စဉ်းစားထားပြီးဆွဲတာမျိုးမဟုတ်ဘဲနဲ့ဒီ canvas အဝတ်ပေါ်ရောက်မှကျွန်တော် dance ဆွဲမဲ့ပုံစံမျိုးဆိုတော့ကိုဘယ်လောက်လုပ်နိုင်မလဲဆိုတာမသိသေးဘူးနော်ကျွန်တော်လည်းရင်ခုန်နေဆိုတော့ဒီ challenge လေးမှာကျွန်တော်က2ပိုင်းဆိုင်ရာ skill တွေနောက်ပြီးလို့ဆွဲတဲ့နေရာမှာအသုံးဝင်တဲ့ဒီ shape တစ်ငယ်ပိုင်း skill တွေကိုကို improve ဖြစ်ရှင်လို့ကျွန်တော် challenge ခေါ်တာပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လောက်ဒီအစီအစဉ်အများကြီး9 မိနစ်တွင်မှာဆွဲနိုင်မလဲဆိုတာကိုသိချင်တော့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးပါလို့ like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်အခုကျွန်တော်တိုင်မှာတက်မှတ်ပြီးတော့စပြီးဆွဲပါတော့မယ်အခါမှာတော့ဒီလိုမျိုး challenge ကိုမခေါ်ဘူးနော်ဒါကတော့ပထမဆုံးခေါ်ရတာမဟုတ်လို့ကျွန်တော်အလွယ်ဆုံးနည်းနဲ့ပဲကို challenge ခေါ်လိုက်တယ်ပေါ့နော်နောက်ပိုင်းဘယ်လို challenge နေပို့ပြီးကြီးရ challenge နေကျွန်တော်ကိုလုပ်ပြမယ်ဆိုတာတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစကြည့်ပေးကြပါအောင်နော်ဆိုတော့အချိန်ပြည့်သွားပြီကျွန်တော်လူရရတယ်မသိ Okay ဆိုတော့ဒီမှာကျွန်တော်9 မိနစ်တွင်မှာ shape နှစ်ခုဆွဲနိုင်တယ်ဒါကတော့ကျွန်တော်ခေါင်းနေလုံးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီကတော့ကျွန်တော်ဒီကောင်လုံးမလို့ပဲ part finder မှာဒီကောင်လုံးမလို့ပဲဆိုတော့ဒီ circle တစ်ခုကနေပြီးတော့ကျွန်တော် shape ဒီ9 မိနစ်တွင်မှာပေါ့နော်1 2 3 4 5 6 9 10ခုပဲဆွဲနိုင်တယ်10ခုလောက်ဆွဲနိုင်မယ်လို့တော့ကိုထင်တာပေါ့ဒါပေမဲ့တကယ်အချိန်နဲ့လောက်လိုက်တဲ့အချိန်မှာဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲနည်းနည်းပြရတယ်ပေါ့နော်လို့အချိန်နေပါလောနဲ့လို့ရှိရင်ပြတတ်တယ်အားကြောင့်ကိုလည်း challenge ခေါ်ရတာပေါ့နော်ဆိုတော့မဆိုဘူး10ခုထွက်လာတယ် Okay ဆိုတော့9 မိနစ်မှာကျွန်တော်အရှိက10ခုတော့ဆွဲနိုင်ပါတယ်ဆိုတော့မဆိုလို့ပြောမယ်ပေါ့နော်ဒါကလည်းကျွန်တော်ဒီချိတ်တွေဆွဲရမယ်ဆိုပြီးတော့စဉ်းစားထားပြီးဆွဲရမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီစဆွဲမယ်ဆိုတော့မှကျွန်တော်လက်တန်းဆွဲစပြီးဆွဲတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်10ခုလောက်ထွက်လာတယ်ဆိုတော့မဆိုးလို့ပြောရမယ်ကျွန်တော်ကတော့10ခုလောက်တော့ရမယ်လို့ကိုခံမှန်းထားတာပေါ့နော်ဒါပေမဲ့အရင် nervous ဖြစ်တော့ ကောင်းတာဘာမှမထွက်လာတော့ဘူးဒီ challenge လေးကကျွန်တော်ပထမဆုံးလုပ်တဲ့ challenge လေးပေါ့နော်ဘာဖြစ်ဖြစ် လေးကတော့ not bad ပေါ့နော်အောက် challenge လေးမှာဘာ challenge လေးကျွန်တော်လုပ်သွားမလဲနောက် video လေး alpha video လေးဖြစ်မလဲဆိုတာ
အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ဟိုကျွန်တော်ရဲ့ channel လေးကိုလည်းlive and subscribe လေးလုပ်ပေးကြပါအောင်ဟိုဒါမှလည်းကျွန်တော် video လောက်ရတာအရှိမှာပေါ့နော်ဗီဒီယိုမှာတင်ပြပါမယ်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါအမဖြစ်ပါတယ်တတာ